Per review ပေးခဲ့တဲ့ client ကိုသတင်းစာကနေပြန်တောင်းပန်ခိုင်းခဲ့တဲ့ Makeup ညီညီမောင်ဆန်းချောင်း Makeup ပညာရှင်ညီညီမောင်ဆန်းချောင်းကတော့သူ့ရဲ့ Makeup လက်ရမလှဘူးလို့ဝေဖန်ပြီး CCTV မှတ်တမ်းတွေကိုပါ Facebook ပေါ်တင်ခဲ့တဲ့ client အမျိုးသမီးကိုနိုင်ငံပိုင်သတင်းစာကနေတဆင့်တရားဝင်ပြန်လည်တောင်းပန်ခိုင်းလိုက်ပါတယ်ညီညီမောင်ကသူ့ရဲ့လက်ရဟာတန်ဖိုးရှိကြောင်းနဲ့မိသူကိုမှမလှစေချင်တဲ့စိတ်နဲ့မပြင်ပေးကြောင်းရှင်းလင်းထားသလိုအခုကိစ္စဟာလည်းသူ့ရဲ့နာမည်ဂုဏ်သိက္ခာကိုဖျက်ဆီးတာဖြစ်လို့တိမခံနိုင်တာကြောင့်အခုလိုထိထိရောက်ရောက်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်နောက်ဆုံးမှာတော့အဆိုပါ client အမျိုးသမီးဟာသတင်းစာကနေပြန်လည်တောင်းပန်ခဲ့ရပါတယ်ဒီဖြစ်ရဲ့အပေါ်မှာပြည်သက်တွေကြားအမြင်နှမျိုးကွဲပြားနေပါတယ်အချို့ကငွေများရင်တရားနိုင်တဲ့ခေတ်ပင် review ကောင်းကောင်းမပေးလို့စိုင်အထိသွားတောင်းချမ်းပြီးတောင်းပန်ခိုင်းတာကလွန်လွန်းတယ်လို့ဝေဖန်ကြသလိုအချို့ကတော့အမှုပညာရှင်ဆိုတိုင်းစော်ကားတာကိုငြိမ်းချမ်းနေစရာမလိုဘူးလို့ညီညီမောင်ဘက်ကကာကွယ်ပေးနေကြပါတယ်မိတ်ကပ်ဆိုတာတရက်တာအတွက်ပြင်ပေးတာဖြစ်ပြီးစိတ်တိုင်းမကြရင်လာပြောလို့ရပါလျက်နဲ့ online ပေါ်မှာပွဲရှာခဲ့တဲ့အတွက်အခုလိုအဆုံးသက်သွားတာဟာသင်ခန်းစာတစ်ခုပဲလို့ဆိုနေကြပါသေးတယ်